အဖိုးကြီးတယောက်အတွင်းနဲ့မွေးဖွားလာခဲ့တဲ့ဘန်ဂျမင်နဲ့အခန္ဓာကိုယ်ဟာမယုံနိုင်စရာကောင်းတော့အောင်လင်းပြန်စွာပြောင်းလဲလာခဲ့ပါတယ်။တကူလုံးမှာဆမ်ပင်းငွေရင်းတွေပြန်ပေါက်လာပြီးဘယ်လိုအကူကြီးမှမပါပဲလိုင်းရှောင်နေလာခဲ့ပါပြီ။သူဟာပင်လေကူးတင်ပေါ်တစ်စင်ပေါ်မှာအလုံးဝင်မှုဆုံးဖြတ်ခဲ့ပြီးအိမ်ကနေထွက်ခွာခဲ့ပါတယ်။အဲ့ဒီချိန်မှာအရွယ်ရောက်နေပြီဖြစ်တဲ့ဒေးစီကတော့သူ့စီကိုစားတွေအမြဲရေးဖို့မှာချရင်ကြံရစ်ခဲ့ပါတယ်။အချိန်တွေတရွေ့ရွေ့ကုန်လွန်လာတာနဲ့အမျှဘန်ဂျမင်ဟာပိုပြီးတော့နူးပြိုလာခဲ့ပါတယ်။သူလိုက်ပါသွားတဲ့တင်ပေါ်ဟာဒုတိယကမ္ဘာစစ်အတွင်းပါဝင်ဆင်နွှဲခဲ့ရပြီးစစ်ပွဲကနေလွတ်မြောက်လာတဲ့အခါမှာတော့သူဟာအင်ကိုပြန်ရောက်လာခဲ့ပါတယ်။အခုဆိုရင်ဘန်ဂျမင်ဟာအဖိုးကြီးတယောက်မဟုတ်တော့ပဲခန့်ညားတဲ့လူလက်ပိုင်အရွယ်အမျိုးသားတယောက်ဖြစ်နေပါပြီ။ဒီချိန်မှာပဲသူ့ရဲ့အရင်အမျိုးဖခင်ဖြစ်သူသောမတ်နဲ့ပြန်ဆုံခဲ့ပြီးငယ်စဉ်ကဘာကြောင့်စွန့်ပစ်ခဲ့ရတယ်ဆိုတဲ့အမှန်တရားအလုံးကိုသိခွင့်ရခဲ့ပါတယ်။သောမတ်ဟာနောင်တတွေနဲ့အတူသူ့ရဲ့ပိုင်ဆိုင်မှုအလုံးကိုဘန်ဂျမင်ထံလွှဲပြောင်းပေးခဲ့ပါတယ်။နေ့အနေခဲ့ကြတဲ့အခါမှာတော့ငယ်သူငယ်ချင်းဒေးစီနဲ့ပြန်လည်ဆုံတွေ့ပြီးသူတို့နှစ်ဦးလက်ထပ်ခဲ့ကြပါတယ်။သူတို့မိသားစုလေးထဲမှာသမီးလေးတယောက်ထွန်းကားလာခဲ့ပေမဲ့ဘန်ဂျမင်ကတော့သူ့ရဲ့အနာဂတ်အတွက်စိုးရိမ်ပူပန်လာခဲ့ပါတယ်။သူဟာတနေ့ထက်တနေ့ပိုနှုတ်ပြလာပြီးကလေးဘဝကိုပြန်ရောက်သွားတော့မှမို့သူ့ဇနီးဖြစ်သူဒေးစီတယောက်တည်းကလေးနှစ်ယောက်ကိုဘယ်လိုပြုစုမလဲဆိုတာသူတွေးကြောက်နေခဲ့တာပါ။ဒါကြောင့်လေသူပိုင်ဆိုင်သမျှကိုဒေးစီနာမည်နဲ့လွှဲပြီးခဲ့ပြီးအိမ်ကနေတိတ်တဆိတ်ထွက်ခွာသွားခဲ့ပါတယ်။နေပေါင်းများစွာကြားပြီးတဲ့နောက်မှာတော့မှတ်ညံ့တွေပြောင်းဆုံးနေတဲ့ကလေးငယ်တယောက်အကြောင်းဒေးစီသတင်းကြားခဲ့ရပါတယ်။အဲ့ဒီကလေးဟာတခြားသူမဟုတ်ပဲကလေးဘဝကိုပြန်ရောက်သွားတဲ့ဘန်ဂျမင်ပဲဖြစ်ပါတယ်။ဒေးစီဟာဘန်ဂျမင်ကိုမိခင်တယောက်တော့ပဲသူ့ရဲ့ရင်ခွင်ထဲမှာယူရရပြုစုဆောင်ရှောက်ခဲ့ပါတယ်။နောက်ဆုံးတနေ့မှာတော့ကလေးငယ်ဘန်ဂျမင်ဟာဒေးစီမျက်နှာကိုအရာအလုံးကိုမှတ်မိသွားသလိုမျိုးစိုက်ကြည့်ရင်ဒေးစီရင်ခွင်ထဲမှာတင်အေးချမ်းစွာမျက်စိမိတ်အနားယူသွားပါတော့ပါတယ်